ကိုကြီးကားကြောင်းရှင်းပြမယ်။ manual gear ကားမောင်းတယ်ဆိုရင် clutch က gear ရဲ့အသက်ပါ။ clutch ဆိုတာ engine အားကို gear ကိုဆက်ပေးဖြတ်ပေးတဲ့အစိတ်ပိုင်းပါ။ clutch ပြတ်တဲ့လက္ခဏာ၄ချက်။ slipping လျောခြင်းဒါကအဖြစ်များဆုံးပါဓာတ်ဆီနင်းလိုက်ရင် engine အတန်းတက်သွားပေမဲ့ကားအရှိန်မတက်ဘူးကားကနေရာမှာရက်ပြီးအတန်းပဲမြည်တယ်ဒါဆိုရင် clutch disc ကပါသွားပြီdragging gear မဆွဲခြင်း clutch နင်းထားပေမဲ့ gear ထည့်ရခက်တယ် gear ထည့်တဲ့အခါကြိတ်တန်မြည်တယ် clutch ကလုံးဝမကွယ်ဘူးchattering တုံခြင်း clutch လွတ်လိုက်ရင်ကားကတုံရင်ဖြစ်ပြီးချောမွေ့စွာမရွေ့ဘူး clutch disc ဒါမှမဟုတ် flywheel မညီတာhard pedal spongy pedal clutch နေရခပ်ပြော့ clutch ဖိအားမမှန်ဘူး hydraulic စနစ်မှာလေဝင်တာဒါမှမဟုတ် clutch cable ပြတ်တာဘာတွေဖြစ်နိုင်လဲ clutch လုံးဝမဆွဲတော့ဘူးကားမရွေ့တော့ဘူး gear box ပျက်စီးနိုင်တယ်လမ်းပေါ်မှာတောင်တင်သွားနိုင်တယ် clutch တန်းဘယ်လိုရှေ့အောင်ထားမလဲ do's လို့တင်တာ clutch ကိုဖြည့်ခြင်းစွာလွတ်ပါ gear မပြောင်းခင် clutch အပြည့်နင်းပါကားရထားစဉ် neutral ထဲထည့်ပြီး clutch လွတ်ထားပါ don'ts မလုပ်တင်တာ clutch ပေါ်ခြေတင်ထားပြီးမမောင်းပါနဲ့ resting foot on clutch ကားရထားခြင်း gear ထဲထည့်ပြီး clutch နင်းထားတာများရင်စောပြတ်တယ် clutch ကိုရုတ်ချင်းလွတ်ပြီး launch control လိုမျိုးမမောင်းပါနဲ့ clutch အသစ်လဲရတဲ့ဇရိတ်ကကုန်နိုင်တယ်ဒါကြောင့်ဂယူးဆိုင်ပါ clutch လေးကိုဂယူးဆိုင်ပါကိုယ့်ပတ်စံကိုတက်တာပါမယ်နေ့စဉ်9မိနစ်စာကိုကြီးတို့နဲ့တူလေ့လာပြီးတငယ်ချင်းတွေကြားမှာကားဆရာကြီးဖြစ်လိုက်ပါ